မုံညင်းညင်စေးကြည်လို့ခွေးစီကိုပဲကျွန်တော်ဝဲစားတယ်တို့တွေငငယ်တော့ငါပဲမြင်လောက်ရှိသေးတာမို့ကွယ်နင်းရဲ့ငါရဲ့အမေချမ်းရဲ့မမနဲ့ရဲ့တောင်မြုံမင်းရဲ့ဥရှင်ကြီးရဲ့နောက်မေတော်ရဲ့သုံးမှန်လှရဲ့ကိုကြီးကျော်တောင်းအရက်တွေမူလို့လမ်းမလဲလို့ငါထူခဲ့သေးတယ်အမေဩနေပေရှင်တောင်းမမရဲ့အိမ်ဦးနှစ်ကိုခွာနေကြချင်းနေနောက်စားသားပို့ကောင်းတယ်အမေရင်ရင်ဟာဥရှင်ကြီးရဲ့ဆောင်ကိုခဏဆိုငါပြီးချင်းတွင်မြင်မှာလေလို့စီတယ်နှကောင်းကြချောင်းမှာနော်ကွယ်အမေရွှေနှပေလူရာငါးတွေပေါ်တယ်ပုတ်ပါမယ်တော့ကြော်ပရောင်းမှာထမ်းတတာချီချောကြကရဲ့ဘိုးဘိုးအောင်လန့်ဆွဲတာထမိန်ကျွပြီးစောက်ထိုးကြလာတယ်ကြည်မကောင်းစရာအကွယ်ဗီဒီယိုကြည့်ရတယ်လို့နှကောင်းကနေတယ်38မိနစ်အကုန်လားကြည့်တယ်မောင်တင့်တယ်တောင်းဗဘဲဖို့ပြစ်ပြီးမြင်ဘူးအောင်ဆိုအပြေးလာကြည့်တာခလုတ်တိုက်ခါလဲအပေါ်ကထမိန်သူ့ပေါ်လာဆွတ်တယ်ဒါမျိုးတွေကျုပ်ကပြောတော့နှက်ကြီးတွေဝိုင်းကင်လိုက်မယ်တော်ပြီရထောရဲ့ကျွန်တော်ထိုင်အောင်မယ်